မထင်ထားလောက်အောင်ချမ်းသာတဲ့တန်တာမိုးသိန်းရဲ့ချစ်သူကောင်းလေးနောက်ကြောင့်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်တန်တာမိုးသိန်းကတော့အချင်းရေးကိုရွေးချယ်တဲ့အချိန်မှာအတော်လေးအရွေးတော်တယ်လို့ဆိုရမှာပါသူရွေးလိုက်တဲ့အမျိုးသားတိုင်းကနေပယ်တစ်ခုစီမှာနာမည်ကြီးပါဝါရှိတဲ့နေသူတွေဖြစ်နေတတ်တာပါအခုလက်ရှိမှာလည်းချစ်သူကောင်းလေးကိုတရားဝင်ချပြလာခဲ့တာဖြစ်ပါတယ်တန်တာမိုးသိန်းရဲ့ကောင်းလေးနာမည်ကဟိန်းထက်လို့သိရပါတယ်ဟိန်းထက်ကပြည်ဦးလွင်မြို့မှာနေထိုင်တာဖြစ်ပြီးအတိုင်းဝိုင်းကြီးကတတိသားလေးဖြစ်ပါတယ်ချမ်းသာတာမှာဘဝမှာဘာပူပင်မှမရှိပဲဖြတ်တန်းကတရက်ပျော်ရွှင်အောင်နေထိုင်ကစီးစိမ်တွေသုံးနေရတဲ့အဆင့်ဖြစ်ပါတယ်အလုပ်လဲတေချာမလုပ်ပြပဲသူဝါသနာပါရတွေကိုသာလောက်ကင်နေတတ်တာပါချစ်သူကောင်လေးဟိန်းထက်က Rich Kid အထာအပြေးဝရှိက Night Flight မှာပျော်ပါတတ်သူပါဒါအပြင်ဝါသနာအရ DJ တီကတငယ်ချင်းတွေနဲ့အမြဲပျော်ပါစားတောက်နေတတ်တာဖြစ်ပါတယ်ဒါရင်မကသေးပဲမြန်မာပြည်မှာလူတိုင်းမစည်းနိုင်တဲ့တိမ်တောင်းချီတန်တဲ့ကားပေါင်းများစွာကိုလည်းထဲလေးပြောင်းစည်းနေတာပါတိမ်တောင်းချီတန်တဲ့ပြိုင်ကားလိုကားတွေကိုထဲလေးစီးနေတတ်တဲ့တန်တာမိုးသိန်းရဲ့ချစ်သူကောင်းလေးရဲ့ချမ်းသာကြွယ်ဝမှုတွေကအံ့အားသင့်စရာကောင်းနေတာပါနေပြည်တော်မှာလည်းမကြာခဏသွားနေတတ်တာမို့ဝင်ကြီးသားလိုလည်းသတင်းထွက်နေတာပါတန်တာမိုးသိန်းကိုဆိုရင်လည်းသူ့အချစ်တွေကိုဖော်ပြတဲ့အနေနဲ့အကြီးအကျယ်အန်တက်တာပါမွေးနေ့ပွဲဒီမှာဆိုရင်လေတန်တာမိုးသိမ့်မသိအောင်နေပြည်တော်ကနာမည်ကြီးဘားတွေမှာတခုလုံးငှားက surprise တိုက်တတ်တာပါဒါကြောင့်မို့လေတန်တာမိုးသိမ့်ကရီးစားရကံကောင်းတယ်လို့ချီးကျူးကြတာဖြစ်ပါတယ်တန်တာမိုးသိမ့်ရဲ့အချစ်သူကောင်းလေးကသူနဲ့မတိမ်မယိမ်းတာဖြစ်က fashion ဆိုလေတတိတာအထာဖြစ်အောင်ဝတ်လိရှိတာပါစပင်ကိုလည်းအဖြူဆိုထားကခမ်းမိုက်မိုက်နေတဲ့ဘောစီကောင်းလေးကိုပိုင်ဆိုင်လိုက်တာမို့မကြခင်မှာလက်ထပ်လိုက်မယ်လို့လည်းထင်နေကြတာဖြစ်ပါတယ်တန်တာမိုးသိန်းကကောင်းလေးရွေးချယ်တဲ့နေရာမှာတကယ်ဘောစီတွေကိုသာရလိရှိတာပါပြီးခဲ့တဲ့လပိုင်းကဟိုလီတကြော်ဖြစ်ခဲ့တဲ့သူမအီဇာဟောင်းကိုရွှေမန်းဆိုရင်လည်းအတော်လေးချမ်းသာပါတယ်အနုပညာလောကမှာပါဝါအရှိဆုံးထုတ်လုပ်ရေးအဆင့်ဖြစ်တာမို့မော်ကြွားနိုင်တဲ့အဆင့်မှာဒါပေမဲ့ကိုရွှေမန်းကတန်တာမိုးသိန်းကိုထားခဲ့ကဆရာဝန်မလေးကိုသာရွေးချယ်လိုက်ပြန်တာပါတန်တာမိုးသိန်းကကိုရွှေမန်းနဲ့ပြက်ပြီးထပ်ရွေးချယ်တဲ့အချိန်မှာတော့သူထပ်သားတဲ့ချစ်သူကောင်းလေးကိုထပ်ရွေးချယ်နိုင်ခဲ့တာပါအစမတန်ချမ်းသာတဲ့ချစ်သူကောင်းလေးကိုပိုင်ဆိုင်လိုက်တာမို့အားလုံးကအားကျနေကြတာလည်းဖြစ်ပါတယ်မကြခင်မှာလက်ထပ်ကြတော့မှလားလို့မျှော်လင့်နေကြပြီးမြဲတန်တာမိုးသိန်းကတော့သူမရဲ့အခြေအနေနဲ့ပတ်သက်ပြီးမပြောသေးပါဘူးချစ်သူကောင်လေးဟိန်းထက်ကတော့သူ့အကောင့်မှာလည်းဇက်တိုက်ဆိုသလိုတန်တာမိုးသိန်းနဲ့အတူတွဲရိုက်ထားတဲ့ပုံတွေကိုတင်ကချစ်ကြောင်ထုတ်ပြနေတာလည်းဖြစ်ပါတယ်တန်တာမိုးသိန်းကိုအတော်လေးချစ်တဲ့ပုံပေါ်ကအလိုလိုက်မဲ့ပုံလည်းပေါ်ပါတယ်ဒါအပြင်လိုချင်တာမှန်သမျှလည်းဝယ်ပြီးကဖြည့်ဆည်းပေးတဲ့အနေထားမို့တန်တာမိုးသိန်းတော့ကံကောင်းလို့နေတာပါချစ်သူဖြစ်တာကြာနေပြီဖြစ်ကအစတော့ကတော့လူအများကတန်တာမိုးသိန်းကိုအသက်ကြီးကြီးပိုးရောနဲ့တွဲနေတယ်လို့ထင်ထားကြတာပါတကယ်တမ်းမှာတော့အခုလိုရုပ်ချောကချမ်းသာတဲ့ကောင်းလေးနဲ့တွဲနေတာဖြစ်ကအထင်နဲ့အမြင်လွဲကုန်ကြရတာပါတကြံတုန်းကလည်းနာမည်ကြီးဘားတွေမှာအတူကဲကြကတကယ်ကိုပတ်စံရှိအတိုင်းဝိုင်းနဲ့တာဝန်ဆန့်ကပျော်ပါကြတာဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောတန်တာမိုးသိန်းရဲ့လက်ရှိချစ်သူကောင်းလေးရဲ့ချမ်းသာကြွယ်ဝမှုအပေါ်အမြင်လေးတွေကိုလည်းကောမန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်